ဆိုးရှားနဲ့အကျိုးများမလားမန်ယူမန်ယူရဲ့ဖြစ်ကရှေ့တိုးမဲစင်နောက်လန်းဆုပ်တာမဟုတ်ပဲ one step forward and do back တလန်းတိုးပြီးတော့နောက်ကို2လန်းဆုပ်နေပါလေအဲ့လိုမျိုးနောက်ကိုစုံရင်းစုံနဲ့ကြောက်ထဲကြဖို့လက်တကန်းလိုကိုရောက်လာခဲ့ပါပြီကြောက်ထဲကြဖို့လက်တကန်းလိုမန်ယူကိုလက်တလုံးကြားလေးကယ်တင်ဂျင်နီယာကဆိုးချပါဆိုးချအဖေနဲ့သားများ policy ကားတွေကညိုဝင်းလိုမျိုးမြင်းစီးပြီးတော့ Old Trafford ကိုလာခြင်းနေပုံပါပဲယူပါကယ်ပါအောင်မပြောချင်ဘူးကိုယ့်ရဲ့အိမ်တွင်းရင်ကိုလေယူပါကယ်ပါအောင်မပြောချင်ဘူးကိုယ်တိုင်စူးစမ်းရမယ်လို့တချင်းလေးတောင်မှညီးနေမယ်ထင်ပါရဲ့မန်ယူရဲ့ဒုက္ခဆိုးရှားရဲ့အိမ်တွင်းရေးလိုပါပဲသူသားမကယ်မန်ယူသေးပွဲရရှိတယ်ဆိုပြီးတော့ဆိုးရှားတွေးနေခဲ့ပါလိမ့်ကိုအိမ်တွင်းမို့လို့ဆိုးရှားလာစားလဲပေးတဲ့လောက်ပဲယူမှာပါမန်ယူကအချိန်ဝါမရှိတာကြာပါပြီနီးပြပြောင်းလဲတဲ့ကြောင့်မန်ယူရဲ့သိက္ခာတွေကြာပြီးရင်ကြာနေခဲ့ရပါလိမ့်မန်ယူနဲ့ချန်ပီယံဆူလာတွေဆိုတာမြန်မာဘောကားတွေကနေလုံးကောင်မျိုးနဲ့ငါသမီးတူသလားတွန်သလားဆိုပြီးတော့မေးသလိုမျိုးမေးရမလို့ပါပဲမန်ယူရဲ့စင်လာပြိုင်ဘက်ကိုရဲဆက်ဆက်မန်ယူရဲ့စင်လာကပြိုင်ဘက်ကိုရဲဆက်ဆက်အနိုင်ယူတတ်တာပါမန်ယူစားမတွေကအများနဲ့အောင်ပွဲစာလောင်စိတ်ကြောင့်တောင်းလောင်နေတတ်ပါလေလက်ရှိမန်ယူတင်းမှာလို့အသွေးသားမျိုးလုံးဝမခံစားရပါဘူးခေတ်ကဘိုးတော်ဖျားလက်ထက်မဟုတ်ပဲအောင်မြင်မှုကိုခက်မြန်မြန်ယူဖို့အရေးကြီးနေပါလေအခုလဲမန်ယူတင်းတာဝန်ရှိသူတွေကစိုးချားနဲ့အကျိုးများအောင်မလားဆိုပြီးတော့စုံစားပါဦးမေစိုးချားကြောက်တဲကြဖို့လက်တကန်းလူကမန်ယူကိုကယ်တင်မဲ့ညုံဝင်းကြီးများလားကြည့်ရအောင်ပါ